ရှမ်းပြည်နယ်ရှိပိုင်းမိုင်းခရိုင်မိုင်းမြို့နယ်တွင်ကျေးလက်ဒေတာဖွံ့ဖြိုးရေးကောင်စီဖြင့်ပြည်သူ့စကဝိုင်းပပလီတော့ကိုယနေ့နံနက်ပိုင်းကဟောင်ချက်ကျူရခမန်နိုင်ကျင်းပပြုလုပ်ခဲ့ပါတယ်ရှင်ပြည်သူ့လူတော်ကိုဆက်လက်ဦးဆောင်အောင်ခမ်းနှင့်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးဝေမောင်တို့ကအမှာစကားပြောကြားပြီးခရိုင်ကျေးလက်ဒေတာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှုဦးဆိုင်ဆိုဆိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှုဦးစောစောမှုနှင့်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှုဦးစိုးယူလွင်တို့ကစိုက်ပျိုးရေးကျေးလက်ဒေတာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကိုတပ်ဆိုင်ရာကဏ္ဍအလိုက်ဆွေးနွေးကြပါတယ်ရှင်ထို့နောက်တက်ရောက်လာသူများကဒေတာဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်ချက်များကိုဆွေးနွေးရာတပ်ဆိုင်ရာဌာနမှတာဝန်ရှိသူများကပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါတယ်ရှင်အဆိုပါပြည်သူ့စကားဝိုင်းကိုဒီမိုကရေစီစနစ်၏အင်ကာရက်များနဲ့အညီအများပြည်သူနှင့်အစိုးရတာဝန်ရှိသူများကြားဆွေးနွေးတိုင်ပင်ရမည့်အကြောင်းကိစ္စများကိုဆွေးနွေးပြောကြားနိုင်သည့်အခွင့်အလမ်းများအားဖော်ဆောင်ပေးရန်မိမိရဲ့ရွာဒေတာတွင်ဖြစ်ပေါ်နေသည့်အကြောင်းအရာများကိုအများပြည်သူများကြားတွင်ဆွေးနွေးမှုများရှိလာစေရန်ပြည်သူလူထု၏စဉ်းစားတွေ့ခုံမှုများမြင့်မားလာပြီးဆွေးနွေးပွဲများတွင်ပါဝင်ဆွေးနွေးတတ်သည့်အလေအထများဖြစ်ပေါ်လာစေရန်စသည့်ရည်ရွယ်ချက်များဖြင့်ကျင်းပပြုလုပ်ခဲ့ပါရရှင်။ကျွန်မကတော့ဝူဝေခိုင်ပါရှင်။